ဒါကတော့အနီရောင်သမင်မနဲ့သူ့ရဲ့တားငယ်လေးပါဒီတားငယ်လေးဟာအသက်ရက်တစ်ပတ်အနည်းငယ်ပဲရှိပါသေးတယ်ရေဘူးရအားဖြင့်သမင်မတွေဟာတားတကောင်နဲ့သာမွေးဖွားလေးရှိပါတယ်သူတို့ရဲ့အဆက်အပြောက်ပါတဲ့အရေးပြားဟာပတ်ဝန်းကျင်နဲ့တသားတည်းဖြစ်နေစေပြီးရန်သူတွေမမြင်နိုင်အောင်ကာကွယ်ပေးထားပါတယ်လင်းစတောကြောင့်ရဲ့အော်တန်ကြောင့်သမင်ပေါက်လေးစိုးရင်ထိတ်လန့်သွားပေမဲ့အနားမှာအမေရှိနေတဲ့ရွေးတော့ဒီသားရဲ့ဟာသူ့ကိုတိုက်ခိုက်မှာမဟုတ်ပါဘူးတကောင်နဲ့အမဲလိုက်တတ်တဲ့လင်းစတောကြောင့်တွေဟာများသောအားဖြင့်သမင်ပေါ်အလေးတွေဒါမှမဟုတ်အားနည်းနေတဲ့သမင်တွေကိုပဲဖမ်းဆီးလေးရှိပါတယ်ဒါပေမဲ့အခုအချိန်မှာတော့ဒီလင်းစတောကြောင့်မဟာအမဲလိုက်နေတာမဟုတ်ပဲသူ့ရဲ့တားငယ်လေးတွေစီကိုတွားနေတာပါသူ့ရဲ့တားငယ်လေးတွေဟာအသက်ငယ်လွန်းသေးတာကြောင့်အမေတို့ကိုပဲအဓိကအားကိုးပြီးရှင်သန်နေကြရပါတယ်အသက်၈ပတ်လောက်မှာတော့ဒီသားငယ်လေးတွေဟာသူတို့ရဲ့ခွန်အားကိုစတင်စမ်းသပ်နေကြပါပြီအပျော်သဘောနဲ့အချင်းချင်းတိုက်ခိုက်ဆော့ကစားခြင်းဟာအနာဂတ်အတွက်သူတို့ရဲ့ကြွတ်သားတွေကိုလေ့ကျင့်ပေးရာရောက်ပါတယ်လင်းစတောကြောင့်မှတကောင်နဲ့ကတားငယ်တွေကိုပြုစုဆောင်ရှောက်ရတာဖြစ်လို့သူမဟာ